ကျောင်းပြောင်းလာတဲ့မိန်းကလေးတစ်လေးဟာကျောင်းတက်ရတဲ့ပထမဆုံးနေ့မှာတွင်စိုးပေတီတဲ့ကောင်လေးတစ်ယောက်ရဲ့စနောက်ချင်းကိုခံလိုက်ရပြီးသူမရဲ့ဖီနက်အသစ်ဆက်ဆက်လေးမှာအစွန်းထင်းပြီးပေးချမ်းသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကအလျှော့မပေးပဲရေပုံးကိုကောက်ယူပြီးထိုကောင်လေးရဲ့ဘော်ကိုလောင်းချလိုက်ပါတော့တယ်။ပြီးနောက်သူမဟာနောက်လည်းမကြည့်ပဲထပ်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့ခဏကြာမှပဲစေတာမကသူမကိုအဲ့ဒီကောင်လေးရဲ့ဘေးမှာပဲထိုင်ကုန်နေတာချပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးသူမကိုဆက်နောက်ရတာဟာကောင်လေးအတွက်နေ့စဉ်လုပ်နေကြအနစ်သက်ဆုံးအလုပ်တစ်ခုဖြစ်လာပါတယ်။တခါကဆိုရင်သူဟာမိန်းကလေးရဲ့စာမေးပွဲအဖြေလွှာပေါ်ကအဖြေတွေကိုတိတ်တဆိတ်ခိုးပြောင်းလိုက်ပါတယ်။ဒါကြောင့်မိန်းကလေးဟာတုံညမှရခဲ့ပေမဲ့ဒါကိုတက်တည်ပြဖို့နီးလန်းမရှိခဲ့ပါဘူး။နောက်တစ်နေ့မှာတော့အကောင်လေးကသူမရဲ့ခဲတံအိတ်ကိုကြောက်တင်ပုံးအပေါ်နားမှာတွားတင်ထားလိုက်ပြပါတယ်။မိန်းကလေးဟာအဲ့ဒီအိတ်ကိုမမိခဲ့ပါဘူး။အဲ့ဒီအချိန်မှာခဲတံအိတ်ဟာကျမ်းပြင်ပေါ်ပြုတ်ကျပြီးပွင့်ထွက်သွားခဲ့ပါတယ်။သူမအဖေးလွှာတွားကောက်တဲ့အခါမှာတော့ဖခင်ဖြစ်သူခြံထားရက်ခဲ့တဲ့ကြောက်စင်းဆွဲသီးလေးကြေမွသွားတာကိုတွေ့လိုက်ရပါတယ်။မိန်းကလေးဟာတခန်းလုံးရဲ့အရှိမတဲ့စိတ်မထိန်နိုင်ပဲငိုချလိုက်ပါတော့တယ်။သူမဟာကောင်လေးစီပြေးသွားပြီးနောက်တစ်ခါသာသူမပစ္စည်းတွေကိုထိရင်စိုးကျိုးတွေခံစားရမယ်လို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့ကောင်လေးကတော့သူမကိုလုံးဝအလေးမထားခဲ့ပါဘူး။ကျောင်းစင်းချိန်မှာသူဟာဘတ်စကတ်ဘောတစ်လုံးကိုကင်ပြီးသူမကိုတမင်တကာလာရောက်ရန်ဆော့ပါတယ်။ဒီတစ်ခါတော့မိန်းကလေးကရှော့မပေးတော့ပါဘူး။သူတို့နှစ်ယောက်လောင်းကြီးတစ်ခုထပ်ခဲ့ကြပါတယ်။ကောင်လေးရှုံးရင်မနက်ခင်းလူစုံတက်ဆောင်အစည်းအဝေးမှာစကတ်ဝေးရမှာဖြစ်ပြီးမိန်းကလေးရှုံးရင်တော့ခေါင်းတုံးရမှာဖြစ်ပါတယ်။မိန်းကလေးဟာတီဝေးချင်းမရှိပဲသဘောတူခဲ့ပါတယ်။ကောင်လေးကသူ့ရဲ့အရက်အမောင်အသာစီးရမှုကိုအားကိုးပြီးသူမကိုအရင်ပစ်သွင်းခိုက်ပါတယ်။မိန်းကလေးကဘောလုံးကိုဖမ်းယူပြီးသုံးမှတ်တန်းခိုးကိုချွတ်ချောမောမောပစ်သွင်းလိုက်တဲ့အခါကွင်းတစ်ခုလုံးရုတ်တရက်တစ်ဆိတ်သွားခဲ့ပါတယ်။အချိန်ပေါင်းများစွာကစားပြီးတဲ့နောက်မှာတော့မိန်းကလေးကပဲအမှတ်သားနေပါတယ်။နောက်ဆုံးအချော့မှာတော့သူမဟာကောင်လေးရဲ့လက်ထဲကနေဘောလုံးကိုတိုက်ရိုက်လူယူလိုက်ပြီးခြေကြားထဲကနေဘောလုံးပုတ်ကသူ့ကိုအလွယ်တကူကြော်ဖြတ်ပြီးလှည့်စားလိုက်ပါတော့တယ်။မိန်းကလေးအနာရတော့မယ့်အချိန်မှာပဲကောင်လေးဟာမတော်တဆခြေချင်းဝက်လဲသွားခဲ့ပါတယ်။ဒါတော့သူကစက်ကစားနိုင်သေးတယ်လို့စွတ်ညင်းနေခဲ့ပါတယ်။မိန်းကလေးဟာကောင်လေးရဲ့ထမ်းရအပေါ်အခွင့်ကောင်းမယူချင်တာကြောင့်လောင်းချေးကိုဖျက်ပင်းကိုလုတ်ခဲ့ပါတယ်။